မိကိုဒီနေ့တာဝါလေးဆုံးမိကိုအားပေးကြပါဦးရှင်မိကိုမှာဖန်မရှိလို့ပါနော်ဒီကောက်လေးကိုလည်းသွားပြီးတော့အားပေးလိုက်ကြပါဦးဒီကောက်လေးကတော့တော့စခိုင်းပါလေအရင်နဲ့လိုက်လေအရင်နဲ့တော့သူ့ကိုလည်းအားပေးလိုက်ကြပါလို့ပြောချင်ပါတယ်သူ့ကောက်လေးကတော့ဒါလေးပေါ့နော်သူကအရင်သဘောကောင်းပါတယ်မိကိုတိုင်းပါပဲနော်နောက်ကအတန်ရဆူနေလဲ sorry ပါဟုတ်ကျေးဇူးဘာမှတော့ပြောစရာမရှိပဲနဲ့အတန်နဲ့ဗီဒီယိုတင်ခြင်းနဲ့တင်လိုက်တာကျေးဇူးနဲ့ပဲဖြစ်နေလဲဆိုတော့ကျေးဇူးတင်ပါတယ်